အထက်တန်းကျောင်းရဲ့နေတဲ့ထမင်းစားဆိုင်ကြီးတစ်ခုမှာတော့စကားပြောနားနေကြအကြောင်းသားတွေကြတယောက်တည်းအေးစစ်စစ်လေးစာဖတ်နေသူကတော့အိုရာအကူရာဖြစ်ပါတယ်တခါတည်းနေပြီးတချို့ကျောင်းသားတွေသူ့ကိုမသိတော့တဲ့အထိလူတွေအာရုံစိုက်မခံအောင်နေတဲ့အကူရာစီနာနာဆဲဆိုတဲ့အကြောင်းသားလေးကဘာကြီးဖတ်နေလဲလားဆက်စုတတ်ပါတယ်အကူရာလကားဖတ်လို့ရတဲ့ခြားပါအမောပညာဝတ္ထုတွေကိုဖတ်နေလေးရှိပြီးတခါသူ့ကိုအတန်းထဲအကြောင်းသားတွေစကားလာပြောတာသူ့အတွက်တာမန်မဟုတ်တဲ့ကိစ္စလို့အောင်ထင်နေတတ်ပါတယ်ရုပ်တရက်အကူရာစာဖတ်နေတဲ့ဖုန်းကအဲ့ရတက်တာပြီးကျောင်းခိုင်းမန်နေဂျာပေါ်မှာအမေရောက်မော်ဆဝိုင်းပေါ်ထွက်လာပါတယ်ကျမ်းမြတ်မှာတော့ခရမ်းမော်ဆဝိုင်းပေါ်လာပြီးကြီးမားအလင်းနဲ့အတူအကူရာအတန်းသားတွေကဟောခမိုက်တစ်ခုလည်းရောက်လာပါတယ်ဒီကဲတော့သူတို့ကျောင်းသားအုပ်စုကခြားဆက်ကြဝါဘိုရီကန်တို့ခေါ်တဲ့ကဘာတစ်ခုစီရောက်လာခဲ့ရဖြစ်ပြီး Reddit မီကအကြီးဆုံးနိုင်ငံကြီးရဲ့ဘရင်ခမ်းမကြီးတစ်ခုလည်းရောက်နေရဖြစ်ပါတယ်ဘရင်ကြီးကတခြားကဘာအကြောင်းအုပ်စုကိုသူစင်းခေါ်လာတာဖြစ်ကြောင်းနဲ့ဘယ်ရောက်နေတဲ့ဆိုတော့ပြပြပါတယ်မိုရီယန်ကဘာကြီးပေါ်လူသားမျိုးနွယ်တွေကနတ်ဆိုးတွေတိုက်ခိုက်ခြင်းကိုကြုံနေရတာဖြစ်ပြီးနတ်ဆိုးပြန်တတ်နိုင်တာတခြားဘာလာတဲ့သူရဲ့ကောင်းမရှိပါတယ်အကူရဒါတွေကတခြားဘာမှဖြစ်နေပဲဆိုပြီးတစ်ချက်လောက်ပြောလိုက်ပါတယ်ဘရင်ကြီးကရောက်လာတဲ့အကြောင်းသားတွေတယောက်တည်းပဲရှိတဲ့သူရဲ့ကဘာတူလဲကြည့်ဖို့နဲ့မော့ဆက်လုံးကန်ခိုင်းပါတယ်ဒီကဘာမှာတော့လူတရားလုံးနာဆိုကို state လို့စိတ်ရရွလိုက်တာနဲ့ဇရာလေးတစ်ခုကိုမြင်နိုင်ပါတယ်ကိုရဲ့အဓိကတာဝန်ထိတ်ဆုံးမှမြင်နေရပြီးတက်လုံစွာအားလည်းပဲတိုက်ခိုက်မှုနဲ့ခုခံမှုဆိုရင်အပုံပေါ်ပြန်တွေကိုလည်းအဲ့ရဇရာတဲ့အကုန်မြင်နေရပါတယ်ဒါလုံးကိုထိပြီး state လို့ရွတ်မှအားလုံးမြင်ရတာဖြစ်ကကိုစိတ်တွေကနေရွတ်ရင်တော့ကိုတရားတွေမြင်ရပါတယ်အကူရကိုလိုက်ခင်နေတတ်တဲ့နာနာဆဲရဲ့တာဝန်လီမော့စစ်တီဖြစ်ပြီးအကူရရဲ့ state ကတော့ကြီးစားလူသက်သမားဖြစ်ပါတယ်တခြားလူတွေ state မှာတိုက်ခိုက်အား120ဝန်းကျင်ပဲရှိမယ်အကူရတိုက်ခိုက်အား1000ကျော်တော့မို့တခြားလူတွေ10သားလောက်မြင်နေပြီးဘာကြောင့်သူ့ရဲ့ ability အားလုံးကအရင်မြင်နေလဲစဉ်းစားနေပါတယ်အဲ့ချိန်မှာပဲသူတို့ရဲ့အတန်းကောင်းတော်ဖြစ်တဲ့စူကားစာတလုံးပေါ်လာတင်လိုက်ပါတယ်စူကားစာဒီနိုင်ငံမျိုးနဲ့သူရဲ့ကောင်းဖြစ်ပြီးတိုက်ခတ်အား1000တိပဲရှိပါတယ်အဲ့ဒါနဲ့မကပဲချား level တွေကလည်းအကွေရာထက်အများကြီးနေနေရမလို့ဟီယိုထက်မြင့်တဲ့သူရဲ့ ability ကြောင့်အတွေ့များနေပါတယ်ဒီနိုင်ငံရဲ့ပြန်အကွေရာတို့အတန်းသားတွေရဲ့စေတက်တွေကိုစစ်နေရဖြစ်ပြီးအကွေရာတော့ဟီယိုထက်များတဲ့သူ့စေတက်ကိုမပြတ်သိအောင်ဆိုပြီးမော်ဆွားတစ်ခုထုတ်သုံးပါတယ်ကီယာရင်ပဲလို့ခေါ်တီရှိမှတ်ဖတ်ခြင်းမဖြစ်ပြီးအကွေရာရဲ့ဆိုင်ရည်တဲ့အဲ့ဒီခု level မှာဖြစ်တာမလို့အားလုံးတတိမထားမိခင်မှာပဲကိုပြောက်သွားပါတယ်ဒီလိုနဲ့ပဲအကွေရာလည်းကျောင်းသားအားလုံးရဲ့စေတက်ကိုစစ်ပြီးဖြစ်ပြီးဒါနေခံကိုပြန်ကြရဖြစ်ကအကွေရာတော့မျက်နှာချက်ပေါ်မှာစောင့်ကြည့်တလုံးနဲ့ရှိရမလို့တာမန်မဟုတ်နေရတော့တတိထားမိပါတယ်နာနီသာတော့အကွေရာသူ့ရဲ့ဝက်ဆုံစင်မြန်ပြီးနန်းတော်တွေကအခြေအနေနဲ့အချက်လက်တွေကိုယူဖို့ထွက်လာပါတယ်နောက်တော့စာကြည့်တဲ့ထဲမှာစကားပြောနေဘယင်ကြီးနဲ့မင်းသမီးကိုမတင်ကားလို့တွားချောင်းပါတယ်ဘယင်ကြီးတို့စကားအရာမကောင်းတဲ့အကြံတစ်ခုရှိနေတဲ့တေချာအကွေရာသူ့ရဲ့မော်ပြမော်နဲ့ဘယင်ကြီးနောက်မှာရောက်နေပြီဖြစ်ပါတယ် level မတ်ကိုပြမော်လို့ဘယင်ကြီးကိုအဲ့နာနဲ့ကိစ္စတောင်းလာလို့ရမယ်အကွေရာမလုပ်ခဲ့ပါဘူးနောက်ရမတဲ့ခင်မှာတော့မနက်စာစားနေသူ့အတန်းဖော်တွေကိုပြထားတဲ့အကွေရာဘယင်ကြီးကိစ္စနဲ့ပတ်သက်ပြီးပြလိုက်ရမှာတွေ့နေပါတယ်ဘယင်နဲ့မင်းသမီးကိုအပြေးဝယုံကြည့်ပြီးတာဝန်ထမ်းဆောင်ဖို့အားခိုင်းတဲ့သူ့အတန်းဖော်တွေကိုသူတည်ရမှန်တယောက်သွားပြောဖို့ဆိုတာယူမရကြနေပါတယ်အဲ့ဒါကြောင့်မပြောဖို့ပဲဆုံးဖြတ်လိုက်ပါတယ်တာဝန်ထမ်းဆောင်မှာချားပါမော်ဆက်စီတွေကိုလေ့ကျင့်လုပ်ပြီးမှဆရာဖြစ်သူကတော့တားချုပ်ကြီးဆရမီသူတွေဖြစ်ပါတယ်ဆရမီသူတွေကဒီနေ့ကမော်ဆက်စီတွေကိုတလားတိတိလေ့ကျင့်မှာဖြစ်ပါတယ်ကီယာရင်ပဲနဲ့အမြဲကိုပြပြီးနေတဲ့အကွေရာတော့အချက်လက်တွေစုအောင်မယ်ဆိုပြီးထွက်လာပါတယ်အကွေရာရဲ့ကိုပြမောင်ကိုမြင်နိုင်တဲ့အိုဒီယောသူကတော့ဆရမီသွေးပဲဖြစ်ပြီးသူ့ရဲ့အပူချိန်ကွာခြားဖို့မြင်နိုင်တဲ့မျက်လုံးတွေကြောင့်ဖြစ်ပါတယ်အကွေရာကတော့တခိုးလူမျိုးတိုက်ခိုက်မှပြင်မယ်ဆရမီသွေးကဘယင်းဘက်တော့တာမဟုတ်ပါဘူးသူ့မှာလည်းဘယင်းနဲ့ကိစ္စနဲ့ရှိရမလို့ဖြစ်ပြီးနှစ်ယောက်သားတော့တနေရာမှာထိုင်ပြီးအချင်းချင်းအလားပါတာလာပါပြောကြပါတယ်level မဲ့ဖြစ်နေကိုပြမော်ကြောင့်နဲ့အခြား level နဲ့ scale တွေရောဘယ်လိုတင်ရမယ်သူမသိကြအောင်အကူရာဆိုတာမျိုး ceramic တွေကသူတင်ပေးမဲ့ဆိုပြီးပြောပြပါတယ်အကူရာမူရင်းကဘာမှာသူ့မိသားစုရှိတယ်မျိုး ceramic တွေစီအိမ်ဘယ်လိုပြန်မလဲမေးပါတယ်ပြန်ဖို့ဒီကိုသူမသိပေမဲ့ပြန်ဖို့နေမြခဲ့မတရားတန်မှာဖို့သူလေ့ကျင့်ပေးမယ်ဆိုပြီးအကူရာရဲ့ကဘာကြောင့်မေးပါတယ်နောက်မှာအချင်းချင်းမိတ်ဆက်ပြီး ceramic တွေကဒီကဘာကြီးအကြောင်းပြောပြပါတယ်ဒီကဘာမှာတိုက်ကြီးလေးတိုက်ရှိပြီးလူသားနတ်ဆိုနတ်တင်ငယ်နဲ့တိုင်းမျိုးနဲ့ဆိုပြီးအတီးတီးရှိကြပါတယ်အဲ့မျိုးနဲ့လေးစုကတိုက်ကြီးတိုင်းစီမှာနေကြပြီးအခုချိန်မှာနတ်ဆိုတွေကလူသားမျိုးနဲ့တွေကိုတဖြည်းဖြည်းချင်းတိုက်ခိုက်နေရဖြစ်ပါတယ်တေးလောက်လေ့ကျင့်ချင်တိုက်ခိုက်ရင်အလို့ level မတက်ပေမဲ့ scale ရဲ့ ability တော့တက်ကြောင်ပြောပြပြီးကျင်းစေပါတယ်ညဘက်တော့ဆရမီသွေးရဒူးတက်ချုပ်ကြီးကိုအကွေရာနဲ့ပတ်သက်ပြီးပြောပြပါတယ်ဒီကဘာမှာကီယာရင်ဘဲကို level မဖြစ်ဘူးသူကပထမဆုံးသူရဲ့ကောင်းမရှိပြီးအကွေရာလည်းအဲ့သူရဲ့ကောင်းရဲ့ကဘာကနေပဲလာတာဖြစ်ကြောင်းပြောနေချင်းအကွေရာစောင်းလေတော့ပတ်ပြီးရောက်လာပါတယ်တားမြင့်မတန်ခမ်းနဲ့စာဝင်ခိုးပိုင်ဟင်းချက်နီဆိုတဲ့နာမည်တက်ထားတဲ့စာအုပ်ကိုစိတ်ဝင်စားလို့ဆရမီသွေးစီယူလာပြတာဖြစ်ပါတယ်စာအုပ်ထဲမှာအာနာသိန်းနာနဲ့ပတ်သက်ပြီးပါပြီးကြောက်ဖို့ကောင်းတဲ့အကြောင်းတွေရေးထားတာဖြစ်ကရေးဖော်တာသူကလည်းဆရမီသွေးပဲဖြစ်ပါတယ်လူသားမျိုးနဲ့ပယံပျက်စီးနေရဖြစ်ပြီးကြီးမားတဲ့ပေးဆက်မှုနဲ့ဒီကဘာလောကရဲ့စီကိုပြောင်းလဲဖို့ကြိုးစားနေရဖြစ်ပါတယ်အဲဒါကြောင့်ဆရမီသွေးကအေးချဲချဲအာနာလူကိုကြိုးစားနေဖြစ်ပြီးအဲအကြောင်းတွေကိုလည်းအကွေရာစာအုပ်ဖိုင်တီးခဲ့ရတာဖြစ်ပါတယ်အကွေရာလုံငန်းညတော့ကသူ့ပယံကိုတက်ခက်တက်တာပြောပေမဲ့ဆရမီသွေးကဒီကဘာမှာလူသက်တာမလုပ်တွေကောင်းနေဖြစ်ကြောင်းပြောပြပါတယ်ဒီကဘာမှာလူမတက်တဲ့ကြီးစားဖြစ်အသက်ရှင်ကြရပြီးမူရင်းကဘာစီပြန်လာလို့ဖို့အကွေရာအောင်မှာပါတယ်အကွေရာကတော့ဘာကြောင့်သူ့ကိုအဆဆရလိုက်ကူနေလဲမေးပါတယ်ဆရမီ3ကတော့ဒီကဘာကိုရောက်ကြတဲ့အခြားသူတွေနဲ့မတူကိုယ်ဆုံးမချက်နဲ့ကိုပဲလောက်တဲ့အကွေရာစီကနေမျှော်လင့်ထားတာရှိလို့ဖြစ်ပါတယ်မူရင်းကဘာကိုမပြန်ခင်သူတိတ်ဆက်ဆက်လုံးနေတော်လိုက်ရင်မှာနည်းနည်းလောက်ကူပေးဖို့ဆရမီ3ရမှာပါတယ်ဒီလိုနဲ့လေ့ကျင့်ပြီးတော့တလားကြမှာတော့စွာစစ်စစ်ဖို့မြေအောင်ကဘာတဲ့ဝင်ကြတော့မှာဖြစ်ပြီးတိုင်းပြည်လုံးကပေါ်ရလမျိုးစုဖို့အပိတ်နေကြပါတယ်အကွေရာလမ်းကြားတစ်ခုစီကနေသူ့ကိုစားကြည့်နေတဲ့ဝိုးရုံနဲ့ကောင်မလေးတယောက်ကိုတတိထားမိပါတယ်အဲဒါကြောင့်အကောင်မလေးမသိခင်မှာပဲနောက်ကနေရောက်သွားပြီးသတင်းသွားမိပါတယ်အခြားကဘာသူရဲ့ကောင်းတွေကိုစင့်ခေါ်ဖို့ဘယ်တော့တောင်စတေးရလဲသိလားဆိုပြီးမကျေနပ်စွာပြောနေတဲ့ကလေးမလေးစကားတွေအကွေရာတော့နားမလည်နိုင်ဖြစ်နေပါတယ်အဲ့အကြောင်းကိုကောင်းကောင်းကြီးသဘောပေါက်တဲ့အချိန်ကျပြတ်တွေးမယ်ဆိုပြီးကလေးမလေးလည်းအဲ့ဒါထွက်သွားပါတယ်သူရဲ့ကောင်းမပညာအုပ်စုကမြေအောင်ကဘာထဲမှာစွမ်းအားစစ်ဖို့တတ်တဝါကြီးနဲ့တိုက်ခိုက်နေကြတာဖြစ်ပြီးတော်လေးလည်းပြင်ပနေကြပြီဖြစ်ပါတယ်အဲ့ဒါကြောင့်ပြန်ဆုံးမှလုပ်ပြီးမှဘလူးကြီးနဲ့ထပ်တော့သူရဲ့ကောင်းဖြစ်တဲ့စုကားစားမိဖုရားကြီးပေးခဲ့ဘူးတဲ့မကောင်းဆိုးဝါးကင်းဆယ်မိခိုးပုံနဲ့ပြစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ပုံကြောင့်ဘလူးတွေကုံပေါင်းကုန်ပြီးကျွဲမိတ်စာကြီးမိတော်ကထွက်ပေါ်လာပါတယ်အဲ့ဒါကြောင့်အကွေရလည်းမီနတော်စီချင်းကသွားပြီးဂုတ်ကနေဓာတ်နဲ့ထိုးလိုက်ပြင်မယ်မာကျော်လာတဲ့ခန္ဓာကိုယ်ကြောင့်အကွေရဒါပဲကြိုးကြည့်သွားပါတယ်သူရဲ့ကောင်းဆိုတဲ့စုကားစားသူ့လူတွေကိုမကာဝနိုင်တဲ့အပြင်ဒုက္ခပါပေးမိဆိုပြီးစိတ်တက်တည်ကြနေပါတယ်တာမန်ထက်ပိုတဲ့တာဝန်စိတ်ကြီး
နေမှာအခရီးသူတို့တန်ကောင်းဆောင်ကျင်းစာမိနေဆိုတော့တီးလိုက်ပါတယ်အဲ့ဒါကြောင့်ကျင်းစာဖြေတဲ့အစွမ်းရှိအတန်းပေါ်ကိုစူကားစားပေါ်တယောက်နဲ့ကျင်းစာကိုဖြေစီပြီးသူကတော့မီနတော်နဲ့တိုက်ဖို့ပြန်ထွက်လာပါတယ်ဆွေရမီကျွေးကတော့သူ့ရဲ့စွမ်းအားဖြစ်တဲ့ဖျားသခင်စီကနေစွမ်းအားကိုတောင်းခံပြီးထူထားတဲ့ကိုတိုက်ရောက်စီကမီနတော်ကျိုးတိုက်ခိုက်ပါတယ်အခရီးကလည်းသူ့ရဲ့အဓိကမော်စွမ်းအားဖြစ်တဲ့အရေးမော်ကိုထုတ်လွှတ်လိုက်ပါတယ်ဒါကတော့ Mercedes SSS အပိုက်တစ်ဖြစ်ပါတယ်နောက်တစ်ပိုင်းကိုမနေ့ကမှတင်ပေးသွားမှာလို့ like and subscribe လုပ်သားပေးကြဖို့တောင်းဆိုပါတယ်